Manchester United ပရိသတ်တွေအတွက်အခုလက်ရှိအသင်းရဲ့အခြေအနေနဲ့ Michael Carrick ရဲ့ကိုင်တွယ်ပုံတွေပေါ်ကျွန်တော်ရဲ့အမြင်ကိုပွင့်ပွင့်လင်းလင်းနဲ့သေးစိတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီဗီဒီယိုကနည်းနည်းတော့ရှည်ပါလိမ့်မယ်။ဒါပေမဲ့အစိုးရနားထောင်ကြည့်ပြီးဖို့တောင်းဆိုချင်ပါတယ်။ရလက်လားအလားပါလားပရိသတ်တွေတည်ထားတဲ့အမှန်တရားပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့အနီရောင်နှဆိုးပရိသတ်တွေကိုမိကွန်းတစ်ခုလောက်ထုတ်ချင်ပါတယ်။အနာဂတ်မှာကျွန်တော်တို့အသင်းကကွင်းထဲမှာကစားကွက်အရှုပ်ထွေးနေမျက်စိပရာသဖြစ်အောင်မကစားနိုင်ဘူးဆိုပါစို့။ဒါပေမဲ့ကစားပွဲတိုင်းမှာအဖိုးတန်တဲ့၃မှတ်ကိုသာထောက်လျှောက်ရယူပေးနိုင်မယ်ဆိုရင်ခင်ဗျားတို့စိတ်ဆိုးကြမှာလား။တကယ်တော့ဘယ်သူမှမငြင်းယူသင့်ဘူးလို့ကျွန်တော်ထင်ပါတယ်။ဘောလုံးလောကမှာနိုင်ခြင်းထက်အရေးကြီးတာဘာမှမရှိပါဘူး။ဒီဗီဒီယိုမှာကျွန်တော်အဲ့ဒီအကြောင်းကိုအချက်လက်တွေနဲ့တကွာသေချာရှင်းပြတော့ပါမယ်။ခင်ဗျားတို့ဘက်ကတစ်ခုပဲလုပ်ပြီးပါ။ဒါမှသာကျွန်တော်ဆိုလိုချင်တဲ့အနှစ်သာရသေချာနားလည်သွားမှာပါ။ဗီဒီယိုလေးမစတင်ခင်မှာခင်ဗျားတို့ရဲ့အမြင်ကိုလည်းအောက်ကမှတ်ချက်မှာရေးပြခဲ့ကြပါဦး။ပုံစံတိုင်းပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like လေးနဲ့ထားပြီး channel ကိုလည်း subscribe လုပ်ထားပေးပါဦး။ဒီပေးချက်ခေါင်းလောင်းလေးလည်းဖွင့်ထားဖို့မမေ့နဲ့အောင်နော်။ဒါမှကျွန်တော်အသစ်တင်တိုင်းခင်ဗျားတို့စီကိုချက်ချင်းအသိပေးချက်ရောက်မှာဖြစ်ပါတယ်။ Michael Carrick ရဲ့ပခုံးပေါ်ကဝန်တော့ဝန်ပို့အခုကျွန်တော်တို့ရဲ့အဓိကအကြောင်းအရာကိုတွားကြရအောင်။ Michael Carrick ကွင်းလည်လူဘဝကနေအသင်းကိုတာဝန်ယူဖို့ရောက်လာတဲ့အချိန်မှာအသင်းဘုတ်ဖွဲ့ကသူ့ကိုပေးရတဲ့တာဝန်ကကြောက်စာတိုင်ကိုခိုင်မာပြီးသားပါ။အရန်လဲရှင်းပါတယ်။အဲ့တာဝန်ကဘာလဲဆိုတော့ Manchester United ကိုအောက်ခြေကနေအစားဆုံးပြန်လည်တည်ဆောက်ဖို့မဟုတ်ပါဘူး။ဒါမှမဟုတ်တညတဲ့နဲ့အင်္ဂလန်ပရီးမီးယားလိမှာအလှပဆုံးဘောလုံးကစားတဲ့အသင်းဖြစ်အောင်မော်ရုတ်တန်နဲ့ခောက်ပြီးပြဖို့လည်းမဟုတ်ပါဘူး။ဒါတွေကသူ့ရဲ့ပထမဦးစားပေးတာဝန်တွေမဟုတ်ပါဘူး။ဘုတ်အဖွဲ့ကတကယ်လိုချင်တာကလက်တွေ့ဆန်တဲ့ရလက်ပါ United ကိုဥရောပပြိုင်ပွဲတွေထဲပြန်ရအောင်လုပ်ပေးဖို့ဖြစ်ပါတယ်ဥရောပလို့ပြောလိုက်ရင်အားလုံးသိကြတဲ့အတိုင်း UEFA Champions League ကိုဆိုလိုတာပါဒီစကားရဲ့နောက်ွယ်ကအတိတ်ဘယ်ကိုနက်နက်ရှာရှာတွေးကြည့်ရင်အဖြေကကူးဝင်းကုတ်ကုတ်ကိုပေါ်ပါလိမ့်မယ်အတိတ်ဘယ်ကတော့ဘလို့နီးနေပဲဖြစ်ဖြစ်ပွဲကိုအနိုင်ယူရမယ်အမတ်တွေစုဆောင်းရမယ်ယာတီအဆုံးမှာထိတ်ဆုံး၄သင်းနဲ့ပအောင်တွန်းတင်ရမယ်ဒါပါပဲအချိန်ကာလရဲ့အချက်တဲနဲ့လက်တွေ့ပေါ်လူအများစုမေ့နေကြတဲ့အချက်တစ်ခုရှိပါတယ်ကာရစ်ကိုယာတီအစမှာခန့်ခဲ့တာမဟုတ်ဘူးဆိုတာပါပဲသူတာဝန်ယူရတဲ့အချိန်ဟာပရီးမီးယားလိရဲ့22ပတ်မြောက်လောက်မှာပါဒါဟာဘောလုံးရာသီတစ်ခုရဲ့အဆုံးဖြတ်အချိန်ကာလဖြစ်နေပါပြီဒီလိုအချိန်မျိုးမှာစမ်းသပ်မှုတွေလုပ်ဖို့အချိန်မရှိတော့ပါဘူးနီးပြူဟာအသစ်ဆန်းနေနဲ့လည်းကစားသမားကိုမျက်စိလည်အောင်လုပ်နေလို့မရတော့ပါဘူးအဲ့ဒီအချိန်မှာအသက်ထက်အရေးကြီးတာရလက်ပါစဉ်းစားကြည့်ပါဦးကာရစ်သာယာသီအစတည်းကရှိခဲ့မယ်ဆိုရင်အချိန်တွေကတခြားစီဖြစ်နေမှာပါသူ့ရဲ့ဘောလုံးအတွေးခေါ်နဲ့ကိုက်ညီမဲ့ကစားသမားတွေကိုသူကိုယ်တိုင်ရွေးချယ်ခေါ်ယူနိုင်လိမ့်မယ်အသင်းရဲ့လူစီရင်ကိုသူ့ရဲ့ကစားကွက်ထဲအဝင်ခွင်ကျဖြစ်အောင်စနစ်တကျပြန်စီမံနိုင်လိမ့်မယ်ဒါကရေရှည်စီမံကိန်းပါပဲဒါပေမဲ့အခုသူရင်ဆိုင်နေရတာကရေတူဖြည့်ရှင်းချက်ကိုလိုချင်နေတဲ့အခြေအနေပါကာရစ်ရဲ့အနည်းသက်ဆုံးကစားကွက်က 4-2-3-1 ပုံစံမှာဒီကစားကွက်တွေအသက်ဝင်နိုင်မှုဆိုရင်တောင်ပန်ကစားသမားစစ်တွေလိုအပ်ပါတယ်ပြိုင်ဘက်ကနောက်ခံလူတွေကိုတဦးချင်းစီဖျက်ကျော်နိုင်ရမယ်ဂိုးဖန်နီးမှုတွေလုပ်နိုင်ရမယ်တိုက်စစ်မှုစီကိုဘောလုံးအရောက်ပို့ပေးနိုင်ရမယ်ဒါပေမဲ့သူတောင်ပန်ယူလိုက်တဲ့လက်ရှိလူစင်းကအရင်နီးပြတွေစိတ်ကြိုက်တိဆောက်ထားခဲ့တဲ့အကျွင်းကြံဖြစ်နေတယ်ယာတီကလည်းနောက်ဆုံးပိုင်းကိုရောက်နေပြီဒီတော့သူ့ရဲ့ဦးစားပေးကလုံးဝပြောင်းသွားရပါတယ်ပြည့်စုံတဲ့နီးပြူဟာတွေဘောလုံးပိုက်ဆိုင်မှုအသာစီးယူတဲ့ကစားဟန်တွေထက်ရလက်ကပဲအဖြေဖြစ်လာပါတယ်တပွဲရှုံးတာနဲ့ဇယားရဲ့အဆင့်2အဆင့်3 200လောက်ကိုပြုတ်ကျသွားနိုင်တဲ့အခြေအနေမျိုးလေအာဆင်နယ်ကိုနမူနာယူကြည့်ခြင်းကျွန်တော်တို့ပြိုင်ဘက်အာဆင်နယ်ရဲ့လက်ရှိအခြေအနေကိုကြည့်ရအောင်သူတို့အခုဘာလို့အာယုံစိုက်နေတယ်ထင်ပါသလဲပြည့်စုံတဲ့ကစားကွက်တွေလှပတဲ့ဘောလုံးထိန်းချုပ်မှုတွေပဲအာယုံစိုက်နေတယ်လို့ထင်ပါသလားမဟုတ်ပါဘူးအာဆင်နယ်အတွက်အခုအရေးကြီးဆုံးကအပတ်တိုင်းမှာ3မှတ်ရဖို့ပါပဲဘာလို့လဲဆိုတော့သူတို့ကပရီးမီးယားလိချန်ပီယံစုကိုလိုက်နေတာ哦အဆုံးသက်ပိုင်းရောက်လာလေသူတို့ရဲ့ပုံမှန်ကစားဟန်တွေဖြစ်တဲ့ဘောလုံးပိုက်ဆိုင်မှုနဲ့ပွဲကိုထိန်းချုပ်မှုတွေတက်ခံစစ်နက်နက်ပိုင်းမှာပိတ်ပြီးကစားတာတွေတံမြန်တိုက်စစ်တွေတေကန်ဘောတွေကနေဂိုးရယူတာပိုလှုပ်လာတာတွေ့ရပါတယ်ချက်စီးတဲ့ပွဲမှာဒါကိုတွေ့ခဲ့ရတာပဲဒါကိုကြည့်ပြီးတော့ဘသူမှဒါဟာမီဂဲအာဒီကာရဲ့ရေရှည်အတွေးကောင်မဟုတ်ဘူးလို့မဝေဖန်ကြပါဘူးသူကယာတီရဲ့အခြေအနေကိုနားလည်လို့ရလက်ထွက်မဲ့စနစ်ကိုပြောင်းသုံးနေရပါအာဆင်နယ်လိုအသင်းတော်9နှစ်လောက်တိစောက်ပြီးမှအခုလိုပြောင်းလဲနိုင်တာပါဇန်နဝါရီလမှရောက်လာတဲ့ယာယီနီးပြကားတွေကိုချက်ချင်းစနစ်ကျတဲ့ဘောလုံးကစားဟန်တွေပြခိုင်းမှုစားလက်တွေမကျတဲ့တောင်းဆိုမှုဖြစ်နေပါလိမ့်သင်ခန်းစာဟောင်းများနဲ့လက်ရှိအောင်မြင်မှုကာရစ်သာစနစ်ကိုပဲအာယုံဆိုင်ပြီးရလက်မရတော့ဘူးဆိုရင်ဘာဖြစ်မလဲအမတ်တွေဆုံးရှုံးမယ်ပွဲတွေဆုံးရှုံးမယ်နောက်ဆုံးမှာဘုတ်ပွဲရဲ့ရည်မှန်းချက်ဖြစ်တဲ့ချန်ပီယံလိဝင်ခွင့်နဲ့လွဲချော်သွားမယ်ဒါမျိုးကိုကျွန်တော်တို့ရူဘင်အမိုရီလက်ထက်မှာလည်းတွေ့ခဲ့ပူပါတယ်သူကရေရှည်ကိုပဲအာယုံဆိုင်လုံးလို့ရလက်တွေအမြင်မရပဲနောက်ဆုံးမှာယာရူကနေထွက်ခွာသွားခဲ့ရတာပါဒါပေမဲ့ကာရစ်ကတော့အခုချိန်မှာဘုတ်ပွဲကပေးရတဲ့တောင်းဝန်အံ့ဩစရာကောင်းလောက်လုပ်ပြနေပါတယ်သူတောင်းဝန်ယူပြီးနောက်10ပွဲမှာ6ပွဲအနိုင်ရထားပါတယ်ဒါဟာနီးပြတစ်တယောက်အတွက်အလွန်ကောင်းမွန်တဲ့မှတ်တမ်းပါဒီရလက်တွေကြောင့်ပဲ United အခုဆိုအဆင့်3နေရာမှာရပ်တည်နေရပါကာရစ်ကရလက်ကိုပဲလိုက်နာနေတာမဟုတ်ပါဘူးအသင်းရဲ့ယုံကြည်မှုကိုလည်းမြင့်နေပေးနိုင်ခဲ့ပါတယ်ကစားသမားတွေကဘောလုံးထိချုပ်မှုနောက်တန်းကနေတိဆောက်ကစားပုံတွေမှာတိတိကျကျတိုးတက်လာတာတွေ့ရပါတယ်အသင်းကြီးနဲ့ကစားတဲ့ခါမှာတော့ကိုယ့်ဘက်ကနေဘောလုံးယုံကြည်မှုရှိရှိထိမိကစားနိုင်လာတာဟာကာရစ်ရဲ့အရေးချင်းကြောင့်ပါပဲဟုတ်ပါတယ်
အခုဆိုရင်ပြိုင်ဘက်အသင်းတွေကကားရီရဲ့တိုက်စစ် idea တွေလေ့လာလာကြပြီအထူးသဖြင့်ပြိုင်ဘက်တွေရဲ့ခံစစ်ပိတ်ကစားလာတဲ့အခါမှာ United အတွက်ရုန်းကန်ရတာမျိုးရှိလာပါတယ်ဒါဟာတဘာဝပါကားရီမှာသူလိုချင်တဲ့ကစားသမားအစုံလင်မရှိသေးသလိုအခုသူသုံးနေတာလည်းယာယီစနစ်တစ်ခုပဲဖြစ်ပါတယ် Manchester United ပြည်သက်တွေအနေနဲ့အခုချိန်မှာစိတ်ရှိပေးဖို့လိုပါတယ်အမြဲတမ်းလှပမကစားနိုင်ရင်တော့ဂိုးရလက်ကိုပဲကြည့်ပေးပါပွဲပြီးရင်နိုင်လားမနိုင်လားဒါပဲအရေးကြီးပါတယ်အဲ့ဒီအနိုင်ရလက်ကပဲကျွန်တော်တို့ကိုချန်ပီယံလိစီကိုခေါ်ဆောင်သွားမှာပါလာမယ့်ရာသီမှာကာရီနီးပြအဖြစ်ဆက်ရှိမလားဆိုတာတော့ကျွန်တော်တို့မသိကြပါဘူးဒါကြောင့်အခုချိန်မှာပြီးပြည့်စုံတဲ့ဘောလုံးအတွက်စိတ်မပူပါနဲ့အရေးကြီးဆုံးကနိုင်ပွဲအမှတ်နဲ့ဥရောပဝင်ခွင့်မှာပဲအဲ့ဒီပန်းနိုင်ရောက်မှသာဘသူနီးပြဖြစ်ဖြစ်အတင်းကိုရေရှည်အတွက်စနစ်တကျပြန်တည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်မိုက်ကယ်ကာရီရဲ့အင်တာဗျူးလေးကိုလည်းဆက်လက်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ပွဲပြီးခဏီမှာအရှုံးပေးလိုက်ရတာတော်တော်လေးခံရခက်မဲ့ထင်ပါတယ်အခုချိန်မှာခန်းစားချက်ကဘယ်လိုရှိနေပါသလဲတကယ်ကိုစိတ်ပြတ်မိပါတယ်ဒီကွင်းမှာကစားရတာခက်ခဲမယ်ဆိုတော့မန်နေဂျာကကြိုသတိပေးထားလို့သိပြီးသားပါပထမပိုင်းမှာကျွန်တော်တို့ကစားပုံသိမ့်မကောင်းခဲ့ပေမဲ့အနီးနားမှာဂိုးရလိုက်လို့ပထမပိုင်းပြီးချိန်မှာပဲစိတ်တက်ကြွနေခဲ့တာပါပြိုင်ဘက်ကလည်းတယောက်ယောက်နဲ့ဆိုတော့အခွင့်အရေးတာရလို့ထင်ခဲ့မိတယ်ဒုတိယပိုင်းမှာဘာတွေဆက်ဖြစ်ခဲ့လို့ဒီလိုရက်လက်ထွက်လာတာလဲမန်နေဂျာကဒီပွဲကမလွယ်ကူလို့ထပ်သတိပေးခဲ့ပါတယ်ကျွန်တော်တို့ဘက်ကတိုက်စစ်ဖွင့်ပြီးပွဲကိုအပြတ်အသက်ရမှာအမတ်ကတည်ရဖြစ်နေချိန်မှာအချိန်ကြာလာလေပြိုင်ဘက်ရဲ့ကောင်တာတိုက်စစ်တွေကတစ်ချက်တည်းနဲ့ပွဲဟာပြောင်းလဲသွားနိုင်တယ်ဆိုတာဒီနေ့လက်တွေ့ဖြစ်သွားခဲ့တာပါအမှန်တိုင်းပြောရရင်ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကဘယ်နေရာမှလုံလောက်တဲ့အဆင့်မရှိခဲ့ပါဘူးဒီနေ့မှာဘယ်အချက်တွေကအားနည်းချက်ဖြစ်သွားခဲ့တာလဲကျွန်တော်တို့ဘက်ကခန္ဓာကိုယ်ကြန့်ခိုင်မှုပိုင်းနဲ့ကြိုးစားအားထုတ်မှုပိုင်းတွေမှာအားနည်းပါတယ်ပြိုင်ဘက်တွေလောက်အားမဆိုင်ခဲ့တယ်လို့ခံစားရတယ်ကစားသမားတဦးချင်းစီတွေမဟုတ်ပဲတသင်းလုံးကအဖွဲလိုက်စွမ်းဆောင်ရည်ကြားရင်နေဖြစ်ခဲ့တာပါဒါဟာဒီလိုလိပြိုင်ပွဲမျိုးမှာလုံးဝမဖြစ်တဲ့အမှားမျိုးပါနောက်ဆုံးမိနစ်9နဲ့ရှုံးသွားတာကိုဘယ်လိုသုံးသပ်ချင်ပါသလဲလေ့ကျင့်ခွင့်ပြောင်းတဲ့အခါအတူတူပြန်စုပြီးအခြေအနေကိုဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာစဉ်းစားရပါမယ်ကစားပုံရဆိုရင်ဒီထက်ပိုကောင်းတဲ့ရလဒ်နဲ့ထိုက်တန်တဲ့ထင်လဲမနေ့ပြန်စပြီးတော့လေ့ကျင့်ရင်မှာပြင်းအားတွေမြင့်နေပြီးနောက်ပွဲမှာအကောင်းဆုံးတုံ့ပြန်သွားမှာပါဒီနေ့ညတော့တော်တော်လေးနာကျင်ရပါတယ်ကျွန်တော်တို့အနည်းဆုံးအမတ်တစ်ခုလောက်ရတဲ့အနေထားပါရှုံးတာကိုဘယ်တော့မှမကြိုက်ပေမဲ့အခုလိုရှုံးနေမှုကပို့ပြီးတော့စိတ်ထိခိုက်ရပါတယ်ဒါပေမဲ့ကစားသမားတွေအချိန်တော်ကြာတိဆောက်ခဲ့တဲ့ကောင်းမွန်တဲ့အခြေအနေတွေတော့မမေ့စေချင်ပါဘူးဒီနေ့မှာတော့ကျွန်တော်တို့နောက်တစ်ဆင့်တက်ဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့တာပါကစားပုံရဆိုရင်ဒီထက်ပိုကောင်းတဲ့ရလဒ်နဲ့ထိုက်တန်တဲ့ထင်လဲမထင်ပါဘူးအမှန်တိုင်းပြောရရင်ကျွန်တော်တို့ကဒီထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့ရမှာပါဒီပွဲမှာတင်ယူစရာသင်ခန်းစာတွေအများကြီးရလိုက်ပါတယ်ရာသီဝက်မှာကစားဖို့ပွဲတွေအများကြီးကြံသေးတာမို့အမားကိုပြင်ဆင်ပြီးရှေ့ကိုအာရုံစိုက်သွားပါမယ်ပွဲပြီးမှာကစားသမားတွေကိုဘာတွေများမှကြားခဲ့ပါသလဲအဲ့ဒါကိုတော့အသေးစိတ်မပြောချင်ပါဘူးဒါပေမဲ့အားလုံးကစိတ်ပြတ်နေကြတာတော့အမှန်ပါပဲအဓိကကတော့ကျွန်တော်တို့ဒီနေ့မှမလုံလောက်ခဲ့ဘူးဆိုတော့ကိုယ့်ဘာသာတာဝန်ယူပြီးလက်ခံရပါမယ်အနိုင်ရဖို့အမက်ရဖို့လာခဲ့ပေမဲ့အခုလိုရှုံးသွားတော့သင်ခန်းစာယူပြီးပိုကောင်းအောင်ကြိုးစားသွားရမှာပါအားလုံးပဲ